ကျွန်တော် slippage ကိုဥပမာပြရမလို့ဒီမှာဆိုတာ9လပိုင်း19ရက်နေ့က entry ပေါ့နော်ဒါ9လပိုင်း19ရက်နေ့ကျွန်တော်ဒီမှာ entry ဝင်တယ်တောက်ကြနေ့ကဝင်လိုက်တာတောက်ကြနေ့ကဝင်ပြီးတောက်ကြနေ့ဆို Saturday တွေကျွန်တော်ခံသွားတဲ့အတွက်ဒီနေ့လာနေဒီနားလောက်မှာ market ကပြန်ဖွင့်တဲ့အချိန်မှာprice ကဒီလိုတက်သွားတဲ့အချိန်မှာကျွန်တော်က stop loss ကိုဒီကိုရွှေ့လိုက်ပြီပေါ့နော်ကျွန်တော်ရဲ့ break even ကိုကျွန်တော်ရွှေ့လိုက်ပြီဒါပေမဲ့ကျွန်တော်လုံးဝဘာ profit မှာကျွန်တော်မယူသေးဘူးပေါ့နော်ကျွန်တော်ဒီကောင်ဒီ high ကိုကျွန်တော် price ကျော်သွားမှာကျွန်တော် stop loss က trailing line မှာပေါ့ trailing line လုံးမှာပေါ့ကျွန်တော်အဲ့တော့ကျွန်တော်နောက်ဒါပေမဲ့ညတောက်ကြနေညရောက်တဲ့အချိန်မှာ price ကဒီဘက်ကိုပြန်ဆင်းလာဖြစ်တယ်ကျွန်တော်ဘာမှလုပ်စရာမရှိကျွန်တော် break even ပဲရွှေ့ထားတာ break even ဆက်လုပ်တာပေါ့နော်မှာတနေ့လာနေမနေ့ရောက်တော့ price ကလွတ်တက်သွားအချိန်မှာကျွန်တော် meta ကိုကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ entry ကအောက်ပါပြီတွေ့လား break even ဖြစ်သွားပြီဒါက short เนาะဆဲဒါတကယ်တမ်းဆဲတာပေါ့နော်ကျွန်တော်ဒီကောင်ကကျ invert လုပ်ထားတာကြောင့်ကျွန်တော် market chart ကိုကျွန်တော်ဒီတိုင်းပဲကြည့်တတ်တာမလို့ဒီ long position ပုံစံနဲ့ပဲကျွန်တော် chart ကြည့်တတ်တာကြောင့်မို့ကျွန်တော် short position တွေကြာရင်ကျွန်တော် entry တွေဒီ chart ကိုကျွန်တော် invert လုပ်လိုက်တာအဲကြောင့်ကျွန်တော်ဇောက်ထိုးဖြစ်နေတယ်နော်ဒီကောင်ကကျဒီကောင်အတဲဒီကောင်ဇောက်ထိုးဒီကောင်အတဲလို့ဖြစ်နေပြောင်းပြန်ဖြစ်နေ invert လုပ်ထားတာကြောင့်ပေါ့နော်ကျွန်တော်တွေ့တာ break even ဖြစ်သွားတာကျွန်တော်ဒီ stop loss ကိုဒီကနေ break even ရွှေ့လိုက်ပြီးကျွန်တော်ကနေလိုက်တယ်စနေတွေခံသွားတယ်တနေ့လာနေမနေ့ရောက်တော့ price ကဘာဖြစ်သွားပြီတော့တက်သွားတယ်ဒီမှာ price ကတက်သွားတယ် subscription ရိုက်တဲ့အချိန်ကဒီချိန်ဖြစ်နေလို့ price ကတက်သွားတယ်ဒါပေမဲ့ကျွန်တော်မပါသွားတော့ကျွန်တော် break even ဖြစ်သွားပြီဒါပေမဲ့ price က break even ကိုလာခဲ့လားမလာခဲ့ဘူးအဲ slippage လို့ခေါ်တာတကယ်တမ်းကကျွန်တော်တို့ချမှကြည့်လိုက်မှဆိုဒီ market ဒီကျွန်တော်ရဲ့ break even စီကိုမရောက်ဘူးလုံးဝမရောက်ဘူးအေးပဲဒါပေမဲ့ကျွန်တော်ရဲ့ entry ကအောက်သွားတယ် exit ဖြစ်သွားတယ်အဲ့ဒါကို slippage လို့ခေါ်တာပေါ့နော် spread အကြီးဖြစ်သွားတာပေါ့ရုပ်တရက် spread အကြီးဖြစ်သွားဘာလို့ဖြစ်တာလဲဆိုတော့ तू ကဒီနောက်တရက် market ဖွင့်တဲ့အချိန်ကြီးကြာရင်တော့အဲ့လိုဖြစ်တတ်တယ် roll over session ပြီးသွားတဲ့အချိန်မှာနောက်နေ့မနေ့အစောလို့ market ဖွင့်တဲ့အချိန်ကြီးကြာရင်ဖွင့်ချင်းနေမှာအဲ့လိုတွေဖြစ်တတ်တယ်ဒါဟိုပဲတိုင်းတော့မဟုတ်ပါဘူးဒီတချို့ပဲတွေပေါ့နော်တချို့ပဲတွေမှာဖြစ်တယ်အများတန်းလည်းမဟုတ်ဘူးသူတို့ဖြစ်ချင်တဲ့အချိန်ဖြစ်တယ်ဗျာဒီလားဒါသတိထားပါပေါ့နော်ဒါပေမဲ့ဒီ risk တွေကကျွန်တော်တို့မဖြစ်မနေကျွန်တော်တို့ယူရမယ်ကျွန်တော်တို့လက်ခံရမယ် risk တွေပေါ့နော်ကျွန်တော်ဘာမှလုပ်လို့မရဘူးဒီ risk တွေတော့ကျွန်တော်ပြင်ဆင်ပြီးမှကျွန်တော် risk management နဲ့မှာကျွန်တော်ထည့်ထားရမှာပေါ့ဒါ slippage ကိုပြတာပေါ့နော်အဲ့ဒါ slippage လို့ခေါ်တယ်ပေါ့နော် spread အကြီးတွေပေါ့ဒါကျွန်တော်လည်းအများတန်းကြုံလားမကြုံကျွန်တော်လည်းအများတန်းမကြုံဒါပေမဲ့အကြောင်းတရားတွေကတိုက်ဆိုင်သွားတယ်ပေါ့နော်ဘယ်လိုတိုက်ဆိုင်လဲဆိုတော့တောက်ကြနေမှာ entry ကလည်းပေါ်တယ်စနေတွေလည်းခံသွားတယ်ပြန်ဖွင့်တဲ့ market ပြန်ဖွင့်တဲ့အချိန်မှာလည်းအဲ့လို spread အဲ့လိုကြီးဖြစ်တဲ့အချိန်မှာလည်းကျွန်တော်ရဲ့ break even နဲ့လည်းသွားပြနည်းနည်းလေးတကယ်တော့ဝေးတယ်ဗျာဒါပေမဲ့တော်တော်ကို spread ကကြီးဖြစ်သွားလို့ကျွန်တော် break even ကိုပါသွားတာ slippage ကအဲ့လိုမျိုးကျွန်တော် fish video မှာကျွန်တော် slippage ပါညာခဏပြောတော့လေ slippage ဆိုတာအဲ့လိုမျိုးဆိုတာပြတာ trader တိုင်းတော့မကြုံပါဘူးเนาะကျွန်တော်လိုမျိုး weekend တွေပါဂိုင်းတဲ့ trader တွေကြုံသွားတတ်တယ်ပေါ့နော်ဒါသတိထားမယ်ဟုတ်ပြတာဒါ slippage ပဲ